အားလုံးပဲမင်္ဂလာပါအင်နာကလုံးမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပြီးတော့မိမိကိုယ်လက်ခံတတ်အောင်မိမိရဲ့စိတ်ရင်းငြိမ်းချမ်းအောင်နဲ့မိမိကိုစိတ်ခွန်အားဖြစ်စေမယ့်စာလေးတွေကိုမျှဝေပေးနေတာပဲဖြစ်ပါတယ်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ဒါကြောင့် channel လေးကို subscribe လုပ်ပေးခဲ့ဖို့လည်းတောင်းဆိုပါတယ်ရှင်ဒီနေ့မှာတော့ဆရာမမောင်ဟော်စီရေးသားထားတဲ့ Money Mindset စာအုပ်ထဲကစိတ်ဆွဲများဆိုတဲ့ခေါင်းစဉ်လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။စိတ်အဆွဲများအဆွဲတွေနဲ့ပတ်သက်ပြီးစာတစ်ပိုက်ဖတ်ခဲ့ရပါတယ်။တစ်ခါတလေမှာကိုယ်စိတ်အဆွဲတွေကြောင့်ပဲဘဝရေးစီးပွားရေးလူမှုရေးစတဲ့နေရာတွေမှာကောင်းခြင်းဆိုးခြင်းဆိုတဲ့တရားမှုတွေရှိလာတတ်တဲ့အကြောင်းပါ။အထူးသဖြင့်ခုချိန်မှာခေတ်စားနေတဲ့ manifestation နဲ့နွယ်ပြီးရေးထားတဲ့အကြောင်းလေးပါ။ကျမဖတ်ပြီးတော့ဆက်နွယ်စဉ်းစားမိတာလေးကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။ workshop တစ်ခုကိုတက်တော့ကျမကအမျိုးသမီးတစ်ယောက်ကိုသတိထားမိပါတယ်။စကားပြောရင်လည်းအင်မတန်တိုးတဲ့အတွက်သူပြောပြီးဆိုရင်အတော့ကိုနားစိုက်ထောင်ရတယ်။ဒါကြောင့်သူနဲ့အတူတွဲပြီး project တွေလုပ်ရမှာကျမကြောက်နေမိပါတယ်။သူနဲ့ကြရင်တော့လို့မကြာခဏတွေးမိနေတာပါပဲ။ကျမတို့ရဲ့ trainer ကလူတွေကိုအတွဲလေးတွေတွဲပေးတဲ့အချိန်မှာကျမရဲ့စိတ်ထဲကတထိတ်ထိတ်နဲ့သူနဲ့ကြရင်တော့ဒုက္ခပါပဲလို့စဉ်းစားနေတဲ့အချိန်မှာတကယ်ပဲသူနဲ့ကြပါလေရောအဲ့ဒီအချိန်မှာလူရဲ့စိတ်ဟာမလိုချင်တာတွေကိုစွဲဝင်တက်ပါလားဆိုတာကိုသတိထားမိလိုက်တာပါပဲဒါကြောင့်စွမ်းရင်ပညာရှင်တွေကကိုမလိုချင်တာကိုတွေးနေတာထက်ကိုလိုချင်တာတွေကိုသာစိတ်ကူးပုံဖော်မြင်အောင်ပြီးတွေးကြည့်ဖို့ပြောတာကိုမှတ်မိလိုက်ပါတယ်manifestation ဆိုတာလူတွေအားလုံးသိသိသာသာရောမသိမသာရောလုံးနေမိတတ်ကြတဲ့အရာတစ်ခုပါလားလို့သဘောပေါက်လိုက်မိပါတယ်ရှိသေးတယ်ကျမငယ်ငယ်တုန်းကအနွေးတဲ့အင်ကြီးအစိမ်းရောင်ဝတ်တဲ့နေ့ဆိုရင်ကျောင်းကနောက်ကြတယ်ခေါင်းစည်းကျိုးအဝါစီးရနေ့ဆိုရင်ဆီယာမစာမိခံရတယ်စသည်ဖြင့်စိတ်အဆွဲလေးတွေရှိခဲ့တာကိုမှတ်မိပါတယ်တကယ်တော့တိုက်ဆိုင်မှုတွေပါပဲဒါပေမဲ့အနွေးတဲ့အင်ကြီးအစိမ်းရောင်ဝတ်တိုင်းလဲ10ခါမှ9ခါလောက်ကကျောင်းကနောက်ကျတာကိုကြုံခဲ့ရဘူးတာအမှန်ပါပဲတကယ်တော့အနွေးတဲ့အစိမ်းရောင်ဝတ်တာနဲ့ကျောင်းကနောက်ကျတာနဲ့ကဘာမှမဆိုင်ပါဘူးဒါပေမဲ့စိတ်ထဲကဒီအင်ကြီးအစိမ်းရောင်ဝတ်တိုင်းကျောင်းကနောက်ကျတယ်လို့ဆွဲနေတဲ့အတွက်အဲ့ဒီအင်ကြီးဝတ်တိုင်းတကယ်ကိုကျောင်းကနဲ့ပတ်သက်ပြီးအဆင်မပြေတာကားပြတ်တာနောက်ကျတာပေါ်ကိုမလာတော့တာတွေကြုံရတော့တာပါပဲအလုပ်တွေများလိုက်တာအလုပ်တွေရှုပ်လိုက်တာအေးနေကျင်ပါတယ်လို့ပြောရင်နောက်ဆုံးတကယ်ကိုလုံးစရာမရှိတော့ပဲရှိတဲ့အလုပ်တောင်ပျောက်သွားပြီးတကယ်ကိုထိုင်နေလိုက်ရတဲ့လူတစ်ယောက်အကြောင်းကြားလိုက်ရတော့လန့်သွားပါတယ်ဒါတွေကလည်းဖြစ်တတ်တဲ့သဘောပါပဲတချို့တွေကအလုပ်တွေအများကြီးလုပ်ရတာကိုပဲစိတ်ရှုပ်နေတယ်လို့ပြောတတ်ကြပါတယ်အလုပ်တွေကများလိုက်တာစိတ်ညစ်ပါတယ်လို့ဖြစ်နေတော့ကျမကသူများတွေအလုံးမရှိတဲ့အချိန်အလုပ်တွေပြုတ်နေကြတဲ့ချိန်မှာကိုကလုပ်စရာအလုပ်တွေလက်မလဲအောင်ကိုညားနေတယ်သို့မဟုတ်ဘာလေးပဲဖြစ်ဖြစ်လုပ်စရာလေးတစ်ခုခုရှိနေတယ်ဆိုတာဟာစိတ်ညစ်စရာလားဝမ်းသာစရာလားလို့ပြန်မေးလိုက်မိပါတယ်ကျမဆိုရင်အချိန်ပြည့်လကစားအလုပ်ကနှစ်အတန်းကြာအနားယူထားပြီးဖြစ်ပေမဲ့ကိုပိုင်လုံးနဲ့နေ့စဉ်မအားလက်ရအောင်အလုပ်လုပ်နေရတဲ့သူဖြစ်ပါတယ်ကျမအလုပ်ကအမြဲတမ်း work from home ပါပဲအရင်ကတော့အလုပ်တွေများလိုက်တာလို့ပြီးခဲ့ဘူးတယ်အလုပ်အပေါ်မချစ်တဲ့အစွဲရှိနေတယ်အဲ့ဒီအချိန်တော့ကပတ်စံရလာလေဒီအလုပ်ကြောင့်ရလာတာပါလားလို့ကျေးဇူးတင်စိတ်လည်းမဖြစ်ပါဘူးရဆဆပဲဖြစ်နေတယ်ခုတော့အလုပ်လုပ်နေရတာကိုသဘောကျပါတယ်အလုပ်ရှိနေတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောင်းတွေ့ခဲ့တယ်energy ကိုရှက်လုပ်လိုက်တာပါပဲအလုပ်တွေများလို့ဘန်းနောက်ဖြစ်တဲ့အခါရှိပေမဲ့ရလာတဲ့လုပ်တွေကို take it for granted ရလို့လုပ်လိုက်တာမျိုးမဟုတ်ဘဲကျေးဇူးတင်စိတ်နဲ့လက်ခံလိုက်တဲ့အခါကိုယ့်ရဲ့ motivation တွေ vibration တွေလည်းမြင့်လာတာကိုတွေ့ရပါတယ်အလုပ်နဲ့ပတ်သက်ပြီးပို့ပြောလာတယ်ပို့လုံးလာနိုင်ပါတယ်အခုချိန်မှာတော့အလုပ်နဲ့ပတ်သက်ပြီးအောင်မြင်နေတယ်လို့ပြောနိုင်တဲ့အချိန်ပဲဖြစ်ပါတယ်တခါ
ပြန်စဉ်းစားကြည့်တော့တစ်သက်လုံးပိုက်ဆံစရှာကလေးကကိုယ့်အချိန်ကိုယ်ပိုင်တဲ့အလုပ်ပဲလုပ်ချင်တယ်။မနက်9 ညနေ5ဆိုတဲ့အချိန်အတွင်းမှာစက်ရုံကိုကိုယ်လုပ်ချင်တာလည်းလုပ်မလုပ်ချင်တာလည်းလုပ်ဆိုတဲ့ဘဝကနေထွက်ပြီးကိုယ်လုပ်ချင်လည်းလုပ်မယ်မလုပ်ချင်ဘူးဆိုလည်းမလုပ်ဘဲနေလို့ရတဲ့ကိုယ်ပိုင်ဘဝပဲလုပ်ချင်တယ်လို့နှစ်ပေါင်းများစွာကလေးကစိတ်ထဲမှာစွဲငင်ပုံဖော်စိတ်ကူးယဉ်နေမိခဲ့တာကိုသတိထားမိပါတယ်။ဒါဟာ manifest လုပ်နေခဲ့မိတာပါပဲ။စိတ်ရည်စွမ်းအားတွေအစွဲတွေဟာအရေးကြီးပါတယ်။မသိလိုက်မသိဖာသာကောင်းတာရောဆိုးတာရောကိုစွဲငင်နေတတ်ကြတဲ့သဘောရှိတယ်။ဒါကြောင့်လူကြီးတွေဆိုရင်ကောင်းတာတွေတွေးပါပြောပါလို့သတိပေးခဲ့ကြတာဖြစ်ပါလိမ့်မယ်။ကိုယ်တွေးတာတွေဟာကိုယ့်ဘဝထဲကိုရောက်လာတာများပါတယ်။ဒါကိုအင်္ဂလိပ်လိုတော့ manifest ဖြစ်တယ်လို့ပြောကြတာပါပဲ။အခုတော့တဖြည်းဖြည်းလေးယုံကြည်လာပါတယ်။အလုပ်နဲ့ပိုက်ဆံဟာတွဲနေတဲ့အတွက်အလုပ်တွေလုပ်နေရတဲ့အကြောင်းကိုညည်းညူစိတ်ပျက်မနေသင့်ပါဘူး။အလုပ်နဲ့ငွေဟာဘဝမှာလည်းအရေးပါတဲ့အစိတ်အပိုင်းကပါဝင်နေပါတယ်။အလုပ်တွေကိုညည်းညူနေရင်အလုပ်ရပ်သွားတဲ့အခါအလုပ်မရှိတော့တဲ့အခါငွေကြေးစီးဆင်းမှုကလည်းရပ်တန့်သွားမှာပါပဲ။အလုပ်တစ်ခုမှာမပျော်ပိုက်လို့ရှိရင်ကိုယ်ဝါသနာပါတဲ့စိတ်ပျော်ရွှင်ရတဲ့နောက်တစ်ခုကိုရှာဖွေရမှာပဲဖြစ်ပြီးအဲဒီကနေငွေဝင်လာအောင်ပြန်ပြီးစွဲငင်ဖို့လိုပါတယ်။ကျမပြန်စဉ်းစားကြည့်တော့ကိုယ်ပိုင်အလုပ်ပဲလုပ်ချင်တယ်။ကိုယ့်အချိန်ကိုယ်ပိုင်ချင်တယ်လို့အော်နေရင်းနဲ့10 နှစ်လောက်အချိန်တွေကြာခဲ့သေးတာပါပဲ။ဆိုလိုတာကဒါတွေဟာနေ့ချင်းညချင်းဖြစ်လာတာတော့မဟုတ်ပါဘူး။ဒါကြောင့် manifestation လုပ်ကြတဲ့နေရာမှာစိတ်ရည်ပြင်းအားကိုအဓိကလေ့ကျင့်ပေးကြတာပဲဖြစ်ပါတယ်။ခုတော့ဆရာတွေနဲ့တောင်လေ့ကျင့်နေကြတာရှိပါတယ်။ဆိုလိုတာကငွေကြေးရပေါက်ရလမ်းပိတ်နေတာကလည်းကိုယ်တိုင်လက်သင့်မခံတာကြောင့်ဖြစ်နေတတ်ပါတယ်။ကိုယ်တိုင်သတိမထားမိတာမျိုးပါပဲ။စိတ်အစွဲတွေကြောင့်ဖြစ်နိုင်ပါတယ်။အချုပ်အနေနဲ့အလုပ်လုပ်ရတာသိပ်စိတ်ပျက်နေတယ်။အလုပ်မှမပျော်ဘူးစသဖြင့်ခံစားရတဲ့အခါအဲဒီကရလာတဲ့ငွေကလည်းပျော်ရွှင်တဲ့ငွေ happy money ဖြစ်မလာတော့ပါဘူး။ကိုယ့်လက်ထဲကိုဝင်လာတဲ့ငွေဟာ energy မကောင်းတဲ့အခါကိုယ်ကလည်းလွယ်လွယ်ကူကူပဲပြန်လည်စွန့်လွှတ်သုံးစွဲလိုက်မိတာမျိုးတွေရှိတတ်ပါတယ်။ကောင်းတာတွေကိုများများတွေးပါ။စိတ်အစွဲတွေကိုသတိထားပါ။ဖြစ်ချင်တာတွေကိုများများတွေးပါ။ထိုင်တွေးပါ။ဆုတောင်းနေတိုင်းတော့ဘာမှဖြစ်မလာနိုင်ပါဘူး။ manifestation နဲ့အတူတွဲနေတာဟာ action လို့ခေါ်တဲ့ကြိုးစားရှာဖွေလုပ်ဆောင်မှုပဲဖြစ်ပါတယ်။တစ်နေ့ဖြစ်လာရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားနေသလိုယုံကြည်မှုလည်းထားပါ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။